ရှင်ကျမဒီကနေ့မှာတော့နယူးဇီလန်ကိုပါတနာဝတ်ဗီဇာနဲ့ရောက်ရှိလာခဲ့တဲ့ညီမလေးတစ်ယောက်နဲ့အမေးဖြေလေးတွေလုပ်ပေးထားပါတယ်ရှင်အားလုံးပဲဆက်လက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်ညီမလေးရေမင်္ဂလာပါရှင်မင်္ဂလာပါမဒီနေ့ဒီလိုမျိုးပေါ့နော်အင်တာဗျူးလုပ်ခွင့်ပေးတဲ့အတွက်အမကကျေးဇူးအများကြီးတင်ပါတယ်ပထမဦးဆုံးအနေနဲ့ပေါ့နော်ညီမလေးက2024ဇူလိုင်ကပထမဝတ်ဗီဇာနဲ့ရောက်တာပေါ့နော်အမားတို့နဲ့ batch အတူတူပဲဆိုတော့ညီမလေးကအခုအလုပ်ရောက်သွားတယ်ဆိုတော့အလုပ်လုပ်နေရပေါ့နော်အလုပ်လုပ်နေရဆိုတော့စရောက်ထရလောက်တာလားဒါမှမဟုတ်ဘယ်လိုမျိုးဒီအလုပ်ကိုဒီလို full time job ကိုပေါ့နော်ဘယ်လိုမျိုးရှာခဲ့လဲဘယ်လိုမျိုးလုပ်ခဲ့လဲပြောပြပေးပါအောင်ညီမကျတော့ဇူလိုင်လမှာစရောက်တယ်စရောက်တော့ပထမတော့ကတော့ပတ်တိုင်းမလုပ်ဘူးပေါ့နော် full time နဲ့ရအောင်ရှာမယ်ကို professional ဟာပဲရအောင်ရှာမယ်ဆိုပြီးတော့ရှာလိုက်တဲ့အချိန်မှာ3လလောက်မှမရဘူးပေါ့နော်မရတဲ့အချိန်မှာနည်းနည်းလေးအဲ့လိုစိတ်ကအစင်မပြေတော့ဘူးအစင်မပြေဖြစ်လာတော့ကြတော့ကဲအဲ့ဒါဆိုငါပတ်တိုင်းလေးရှောက်ကြည့်မယ်ဟိုဝင်ငွေတစ်ခုရအောင်လုပ်ကြည့်မယ်ဆိုပြီးတော့ပတ်တိုင်းရှောက်ဖြစ်တယ်ပတ်တိုင်းရှောက်ဖြစ်တဲ့အချိန်မှာပဲပတ်တိုင်းကြောရတယ်ပေါ့နော်ပတ်တိုင်းကြောရတယ် coffee ဆိုင်ပေါ့စီဆိုင်မှာ coffee ဆိုင်နဲ့တွဲဖွင့်တဲ့စီမှာရတယ်ရတော့အဲ့ဒါက17လပိုင်းမှာစတာပေါ့စလို့တော့အဲ့ပတ်တိုင်းလောက်တာပဲတစ်နှစ်လောက်သွားသွားတယ်ပေါ့နော်တစ်နှစ်လောက်သွားပြီးတော့ပတ်တိုင်းလောက်နေတဲ့အတော်အတွင်းမှာကြတော့လေကိုကဟိုမလျှောက်နိုင်တော့ဘူးတခြားဘက်မှာအလုပ်ရှိနေတဲ့ခါကျတော့ဒီဘက်အလုပ်ရှာဖို့အတွက်ကိုတိတ်ပြီးတော့အာယုံမဆိုင်နိုင်တော့ဟုတ်တယ်ပြီးတော့အဲ့လိုမျိုးနည်းနည်းဟိုကိုလုံးနေချာနေပဲမဟုတ်တော့ကြတော့ပင်မနဲ့ပေါ့နော်မှန်တိုင်းပြပင်မတော့လို့ကိုအင်ပြန်ရောက်ပြီးဆိုရင်အဲ့အလုပ်လျှောက်တာတွေပါတယ်လေအချိန်ပေးပြီးလျှောက်ရတယ်ဟုတ်တယ်အဲ့လိုမျိုးဆိုတော့မလုံးနိုင်ဘူးလို့ပြီးတော့ဗီဇာလည်းတစ်နှစ်ပဲဆိုတော့တပြေးပြေးနေလာတော့ရှင်းပြောရင်ဟိုလိုလျှောက်တယ်ဆိုတဲ့စိတ်ဖြစ်အောင်ဒါကိုကနောက်ပိုင်းရှောင်းနေရတော့ဘာမှလို့မထူးလာတော့ဘူးပေါ့နော်နဲ့နောက်ဗီဇာပြောင်းပြီးသွားတဲ့အချိန်ကြတော့မှညီမလေးတယောက်ကလည်းသူဗီဇာပြောင်းပြီးတဲ့အချိန်မှာထူးတယ်ပေါ့နော်အဲ့လိုဖုန်းကောတွေပါတယ်ရတယ်အမနည်းနည်းအားစိုက်ပြီးပြန်လျှောက်ကြည့်ဆိုအဲ့အချိန်မှာလည်းဒီပတ်တိုင်းမှာနည်းနည်းအသားကျလာတော့နည်းနည်းလေးပို့ပြီးတော့ကို manage လုပ်နိုင်လာတယ်အဲ့လိုမျိုးဆိုတော့ပြန်လျှောက်တဲ့အချိန်မှာမှဒီ17လပိုင်း2025 17လပိုင်းချာမှဒီ full time job ကိုပြန်ရတာပေါ့အဲ့လိုမျိုးရတယ်ဆိုတော့ဒီညီမလေးရဲ့ professional line နဲ့ရပဲရတာလားဟုတ်တယ်ပေါ့ professional line ဒါပေမဲ့ကန်ကောင်းတာတစ်ခုကကြတော့ तू ကဟိုလိုမျိုး construction မဟုတ်ဘူးညီမအစေပဲ background ပေါ့နော်ဒါပေမဲ့ तू construction မဟုတ်ဘူးညီမကိုအခုအလုပ်ခန့်လိုက်တာကလေ तू ကဟိုအမှန်တမ်းပြောရင်မြန်မာနိုင်ငံကexperience ကြောင့်ခံတာပေါ့နော်မြန်မာနိုင်ငံမှာတော့ညီမဟိုမှာ YCDC မှာဒီ water supply လုပ်ခဲ့ဘူးတော့ तू ကအခုကညီမ pipe fabrication မိုင်းလုပ်တာဆိုတော့ pipe တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီအတွေ့အကြုံပေါ့အဲ့ဒီအတွေ့အကြုံသူတို့သဘောကျတယ်ထင်ပါတယ်အဲ့ဒါဆိုတော့ခွာပိုက်ဖက်ပေါ့ပိုက်ပေါ့โอเคသူတို့ကြတော့ဘယ်လိုလုပ်တည်ရလဲညီမလေးကဒီ CV ထဲမှာပေါ့နော်အဲ့ဆိုတော့ CV အကြောင်းလေးကိုအမဆက်မေးလိုက်မယ်နော်CV ထဲမှာကိုယ့်ရဲ့ CV ထဲမှာဒီ relevant experience ကိုထည့်တာလားဒါမှမဟုတ် portfolio ကတစ်စစ်သူတို့တည်တာလား relevant experience ပဲညီမ portfolio တော့တချို့ဟာတွေရှောက်တယ်ပါတယ်ပေါ့နော်လို့ကိုစိတ်ပေါ်မှုတရားပေါ့ထည့်တဲ့ဟာထည့်တော့အရင်များရှည်နေလားငါပြန်ဖြုံးမလို့မပါပဲရှောက်တဲ့အတုပ်တွေလည်းရှိရပေါ့အဲ့ဒီဟာတော့အခုရတဲ့အလုပ်ကတော့မပါသွားဘူး portfolio ဒါပေမဲ့အဲ့ဒီ CV မှာပဲရေးထားတယ်အဲ့လိုမျိုးဆိုတော့ပြီးတော့ညီမ water resource နဲ့ပတ်သက်တဲ့ background လည်းရှိတယ်ပြီးတော့အဲ့ 1CDC ကဟာလည်း water supply မဲ့လုပ်ခဲ့အောင်ဆိုတော့ねသူတို့ pipe တွေနဲ့ပတ်သက်ပြီးတော့ဟိုဟာဖြစ်သွားတာပေါ့အဲ့ဆို CV ထဲမှာကို handle လုပ်ခဲ့တဲ့ project ကိုထည့်ထားတာပေါ့အဲ့လိုမျိုးပြောလို့ရလားproject ရေလို့တော့ detail တော့မပါဘူးဒါပေမဲ့အဲ့ဒီဘာတွေလုပ်ခဲ့ဘူးပါတယ်လုပ်ခဲ့ဘူးတယ်ပေါ့ဟုတ်တယ် pipe နဲ့အဲ့တုန်းကလည်း pipe နဲ့ပတ်သက်တဲ့ဟိုဟာပဲဟို estimator သဘောပဲပေါ့အဲ့လို quantity take off ပဲလုပ်ရတယ်ပြီးတော့အဲ့ဒီတော့ကျတော့ဒီကိုကနည်းနည်းချက်ရေးတာပေါ့ရန်ကုန် city ကို water supply လုပ်ပါတယ်ပေါ့သိရမလားအဲ့လိုဒီလိုပါပဲအဲ့လိုမျိုးဆိုအဲ့ဒါတွေတော့နည်းနည်းဟိုတွေ့တဲ့ခါလဲသူကလည်းနည်းနည်းမေးတယ်ကိုနင်တို့ကိုလိုနီခစ်ထဲရပေါ့အဲ့ဒီဟာတွေကတော့ maintain လုပ်တယ်အသစ် supply အသစ်ချတဲ့ဟာတွေလည်းရှိရဲဘာညာအဲ့လိုတော့ကွာဟို interview ဖြေကန်ဒီမှာတော့နည်းနည်းတော့လေးလာပါဘောနည်းနည်းတော့ဒီလိုပဲပြောရမှာပေါ့ဟုတ်တယ်ဖုန်းရတွေက तू အဲ့လိုပိုက်ဟာဆိုတာတိသွားတဲ့ချိန်ကောငါဒါကိုပဲဖိပြောမှာဆိုတော့မှကိုလည်းအဲ့ဒီမြန်မာနိုင်ငံလုံးကဟာတွေပြန်နည်းနည်းပြန်ရှာပေါ့ပြန်အဲ့လိုမျိုးပြန်ပြင်ပါဘလိုပဲဖြစ်ဖြစ်တော့အမကြားဘူးတာလည်းဒီမှာဆိုလို့ရှိရင်တော်ကတကယ်လို့ local experience မရှိဘူးဆိုရင်တော့မှ relevant experience ကတော်တော်အရေးကြီးရယ်ပေါ့နော်အနည်းဆုံးတော့ကွာရှောက်ဖြီးနိုင်ရမယ်လေနော်အနည်းဆုံးတော့အဲ့လောက်တော့တည်နေရမယ်ဆိုတော့အရန်ကန်ကောင်းတယ်နော်ညီမလေးဟိုအခုတော့မှရှာနေတဲ့သူတွေရတဲ့သူတွေလည်းရတယ်ကွာရှာနေတဲ့သူတွေလည်းရှိရဲ့အချိန်မှာပေါ့နော်ဆိုတော့အမပတ်တိုင်းကြော်လေးကိုပြန်မေးအောင်မယ်ပတ်တိုင်းကြော်မေးတော့ပတ်တိုင်းကြော်ကလေ
ဒီလိုမျိုးအဲ့လိုတချို့ကြောက်ရလဲဟို casual job တွေပဲရတာရှိတယ်တချို့ကြောက်ရလဲဟို permanent ဟို permanent ပတ်တိုင်းတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးဆိုတော့ဘယ်လိုမျိုးတွေရှိလဲရင်ပတ်တိုင်း job contract တွေမှာဆိုရင် ညီမကတော့လုပ်ခဲ့တာတော့ permanent ပတ်တိုင်းဒါပေမဲ့ तू ကလိုမျိုးပတ်တိုင်းမှာဆက်စားချင်း contract မှာတော့ तू ကတစ်ပတ်ကို8နာရီပဲပေးမယ်လို့ contract ချုပ်တာဆိုတော့ဆက်စားချင်း contract ရလာတော့ကွာစိတ်ညစ်သွားဟဲ့တစ်ပတ်8နာရီတည်းနဲ့ငါဘလို့စင်ပြေမလဲပေါ့ဒါပေမဲ့အဲ့မှာလေ manager ကတော့ပြောတယ် interview မှာတွေကနင်းကို contract ပေးရင် तू ကတစ်ပတ်ကို8နာရီပဲလာမှာပေါ့နော်ဒါပေမဲ့နင်းရဲ့လုပ်ပုံကင်ပုံကိုကြည့်ပြီးငါအချိန်ပေးမှာပေါ့အဲ့လိုမျိုးဆိုတော့ကိုကတော့နည်းနည်းလေးအားထုတ်ပြီးလုပ်ရအောင်ပေါ့နော်လုပ်တော့မှနောက်ပိုင်းကျတော့မှလို့နိုင်30ကျော်အချို့ဟာဆို40ညီမလို့ဆိုညီမလုပ်ခဲ့တာကတော့permanent အောင်မှာပတ်တိုင်းပေါ့အဲ့လိုပုံစံမျိုးပါမယ်ဟုတ်ကဲ့ပါနောက်တစ်ခုအမမေးချင်တာလေတချို့တွေကလည်းအလုပ်ရှားတယ်တချို့တွေကလည်းအလုပ်ပေါ်တယ်ပေါ့နော်အဲ့လိုမျိုးတွေပြောနေကြတယ်ဆိုတော့ညီမလေးအနေနဲ့ရောဒီခုနကပြောရတဲ့ထဲမှာစစချင်းရောက်လာတော့ဟာဒီ full time ရှာတာတိတ်ပြီးတော့ဟိုကမဖြစ်တော့လို့ပေါ့ဒီပတ်တိုင်းကိုပြောင်းရှာတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဘာအခက်ခဲတွေရောထပ်ပြီးတော့ရှိခဲ့သေးလဲပတ်တိုင်းရှာတဲ့အခါမှာပတ်တိုင်းရှာတော့ကတော့အမှန်တိုင်းပြောရရင်ပြတိတ်မသိဘူးပေါ့နော်ကိုယ်နာမည်မဟုတ်နေတော့လေဟုတ်တယ်တချို့ဟာတွေဆိုလဲအဲ့လိုတွေ့တယ်ဒါပေမဲ့ရှောက်လိုက်တာပဲအဲ့ဒီဟာဆိုရင်ပထမအောင်ဆုံး3ခုလေးအဲ့လောက်မှာတွေကရှောက်ထားလိုက်တဲ့ဟာပေါ့နော်အဲ့မှာတွေကရသွားဆိုတော့ဘယ်လိုပြောမလဲကိုစိတ်ပြင်လာပြီးတော့ဘာမှမဆိုအဲ့လိုလုံးမယ်ဆိုတဲ့ဟာနဲ့ဆိုရင်တော့အဆင်ပြေမယ်လို့ထင်တာပဲဒီကအဲ့လိုဟုတ်တယ်ဟိုပြောမယ်ဆိုရင်အလုပ်မရွေးရင်အလုပ်ကတော့ရနိုင်တယ်ဟိုဒီ permanent တွေ full time တွေပတ်တိုင်းတွေမရွေးဘူးဆိုရင်ဆက်ဆက်ရောက်ချေကိုရတဲ့အလုပ်ကိုဝင်လုပ်မယ်ဆိုလို့ရှိရင်ကတော့အနည်းဆုံးဝင်ငွေလေးတစ်ခုလောက်ကတော့ရနိုင်တယ်ပေါ့နော်ဆိုစစချင်း contract ရတော့ဆိုနည်းနည်းတော့စိတ်ညစ်သွားတယ်ဟဲ့အလုပ်ရပြီဆိုပထမပျော်လိုက်တယ်ပျော်ပြီးတော့ကြာတပတ်8နာရီပဲဆိုတော့လေဟဲ့တပတ်8နာရီနဲ့ငါဘလို့လုံးဝမှာလဲပေါ့နော်ဆိုတော့အဲ့မှာတော့ကွာနည်းနည်းလေးတော့ဟိုလုံးပြရတာပေါ့စူးစမ်းပြီးတော့အဲ့လိုမျိုးဆိုတော့ဒါပေမဲ့နောက်ပိုင်းတော့ရပါတယ် full time ချိန်ရတယ်ညီမအတီးတယောက်ဆိုလဲအဲ့လိုပဲသူက contract မှာ8နာရီလို့ပဲချုပ်တာပြီးတော့ဘာလို့ဆိုတော့သူကအဲ့လိုမျိုးပြီးမှသူတို့သဘောမကျရင်ဖြုတ်ရခတ်တယ်အဲ့လိုမျိုးဆိုတော့လေဟိုသူတို့ဘက်ကလည်း safe side ပေါ့8နာရီပဲ contract ရတော့ပေးမကြရင်တော့မှ8တပတ်8နာရီတော့ပေးလိုက်မယ်ဟိုကြိုက်လို့ရှိရင်တော့ထပ်ခေါ်ခိုင်းမယ်အဲ့လိုမျိုးဆိုသူတို့လည်းဟိုဘာမှမသိတဲ့လူတယောက်ကိုခံရတာအဲ့လိုမျိုးအဲ့လိုတော့ရှိမှထင်တယ် Okay အဲ့ဆိုတော့ full time ထပ်မေးအောင်ပဲဘယ်လောက်ဘယ်နှလလောက်ရှောက်ပြီးတော့မှရခဲ့တာလဲအလောက်ကအဲ့ဒါကရှောက်တာတော့ခုနပြောသလိုပဲအဲ့ဒီပတ်တိုင်းဝင်လိုက်တယ်ဝင်ပြီးတော့ကျတော့ပင်မန်းတော့အလုံးမလျှောက်ဖြစ်တော့ဘူးပြီးတော့ညီမအကျဉ်းကကြောင့်နည်းနည်းမျောတတ်တဲ့အကျဉ်းရောတော့အဲ့လိုအမျိုးသားဆိုပြောရဟဲ့ဒီမျောနဲ့ coffee ဖြော်ပြီးပျော်နေရလားပေါ့နော်နည်းအလုံးမလျှောက်ဘူးလားပေါ့အမှန်တော့ဟိုလျှောက်ချင်တယ်ဒါပေမဲ့လည်းပင်မန်းတယ်ပေါ့နော်ပြန်လာရင်ကိုကလေရှင်းနိုင်ကိုကလည်းဒီမလေးကလည်းနည်းနည်းနေသားကြာနေသားကြာပြင်နေပြီဆိုတော့ပြအဲ့လိုနေသားကြောင်စူးစမ်းပြင်နေသားကြောင်ပါအဲ့လိုမျိုးနဲ့မျောနေရောလေအဲ့ဆိုတော့ဂျားထဲမှာတိတ်ပြီးတော့အာယုံစိုက်ပြီးမလျှောက်ဖြစ်ဘူးပေါ့ဒီမှာကလည်းတည့်တဲ့အတိုင်းဟိုအလုံးတစ်ခုဆိုရင်ကာဝလက်တာတစ်ခုပုံတော့တယ်ဟုတ်တယ် tailor တွေအကုန်လုပ်ပြီးတော့မှဆိုတော့အဲ့လိုတေချာမပြင်ဖြစ်ဘူးပေါ့နော်ဆိုတော့ဂျားထဲမှာတော့ကိုလည်းတောက်လျှောက်တော့ရှောက်နေတာပဲရှောက်နေတာပဲအဲ့လိုဒါပေမဲ့အားဆိုင်ပြီးပြန်လျှောက်တာကဗီဇာပြောင်းပြီးသွားတဲ့အချိန်၈လပိုင်းအဲ့မှာပြန်လျှောက်တာပေါ့ပြန်လျှောက်တော့အဲ့တော့ကိုကပြန်လျှောက်တော့တေချာလေး list လေးပါလေးတော့အဲ့တော့ကတော့လုတ်လိုက်တယ်ဟိုတောက်လျှောက်တော့ရှောက်ခဲ့တာတွေတော့မရေတွက်နိုင်အောင်များရပေါ့နော်ဒါပေမဲ့အဲ့တနာ student visa နဲ့တော့ရှောက်ခဲ့တာတွေကတော့မရေတွက်နိုင် list လည်းမရှိတော့အရန်နေများတော့မှတ်နိုင်တော့အဲ့ဟို post study work visa ပြောင်းပြီးသွားတဲ့အချိန်မှာပြန်စားလျှောက်တာပေါ့ဟုတ်နောက်တစ်ခုအရေးကြီးဆုံးပေါ့နော်အမယုံကြည်ထားတာတော့လေကိုကဘလောက်ပဲဟိုလမ်းပြောင်းတော်နေ place ပေါ့နော်ကို့အနောက်မှာကံမလိုက်လာရင်လည်းဘာမှလုပ်လို့မရဘူးလို့အမထင်တယ်ဆိုတော့ညီမလေးရောဘယ်လိုထင်လဲကံကောင်းအောင်လို့ရောဘာတွေလုပ်ခဲ့သေးလဲဟုတ်တယ်အဲ့ဒါတော့လေတကယ်ကံကအရန်ရေးကြည့်ရပေါ့နော်ညီမဆိုရင်ဟိုထူးထူးခြားခြား interview ကလည်း professional ပတ်သက်ပြီးတော့ interview 2ခုပဲရပူတာဒီဟာဒုတိယမြောက် interview မှာအဆင်ပြေသွားတော့ဘာထူးခြားလဲဆိုညီမတို့လေ copy man တော့ဖျားတရားကိုလို့ဟိုလောက်တယ်ဆိုတော့ပုံမှန်ရှစ်ခိုးတယ်ပုံမှန်ပေါ့နော်အဲ့လိုမျိုးပဲရှိရတယ်ခါလေးစိတ်နှစ်ပြီးအတန်ထွက်ပြီးတေချာအချိန်ပေးပြီးအဲ့လိုမျိုးလှုပ်လိုက်တယ်ဆိုရင် interview ရတယ်ကွာဒီလားလို့နှစ်ခုကိုလည်းသိတယ်ကိုလည်းသိတော့မလုံးနိုင်တာတစ်ခုပဲအဲ့လိုအဲ့ interview ရတဲ့နှစ်ခုလုံးပထမတစ်ခုရောပဲအဲ့ဒီ interview မရခင်တော့ငါဖျားတရားလေးတေချာအာယုံဆိုင်ဟိုအားထည့်ပြီးတော့လုပ်မယ်ပေါ့နော်ရှစ်ခိုးတာတော့နေရာရှော့ဒါပေမဲ့သိရမလားအဲ့လိုစိတ်အဲ့လိုမဟုတ်ဘဲနဲ့လေအဲ့အချိန်လေးပေးပြီးတော့ဟုတ်တယ်အဲ့လိုတေချာလေးလှုပ်လိုက်ပြီးဆိုရတယ်အဲ့ interview ကအဲ့နှစ်ခုလုံးအဲ့လိုပဲကိုမှတ်မှတ်ရလေးလို့ဆိုတော့အဲ့ဒါလေးရှိရပြီးတော့ကံမဲဆိုတာလေဒီအလုပ်ကလည်းရချင်လို့ဟိုဒီအော်ကလန်လည်းမဟုတ်ဘူးနယ်မြို့လေးလေးဖြစ်တယ်ပြီးတော့အဲ့လိုအများကြီးလေညီမကန်ကောင်းတော့ဗောနော် interview ကအဲ့လိုအများကြီးဟ
မပြောရဘူးမဖြေရဘူးကွာအဲ့လိုမျိုးဆို အဲ့လိုဟို easy ဟုတ်တယ်ဟုတ်တယ်အဲ့လိုတိတ်မမဲဘူးအဲ့လို interview လုပ်တော့ဆိုလဲအဲ့လိုပဲ coffee ဆိုင်မှာပဲတတိယသူကအောက်ကလန်ကိုလာတယ်လာပြီးတော့အဲ့လိုသူ coffee ဆိုင်မှာပဲတွေ့တာတွေ့တော့ကိုကလည်းကိုရွေးလိုက်တာအရန်တော်ရယ် coffee ဆိုင်လူတွေကအရန်ညာပြီးတော့တိလားအဆူညံတို့သူလေဟို professional အဲ့လိုမျိုးလေ company တွေကမေးတဲ့လိုမျိုးအဲ့လို case study တွေအဲ့လိုကြီးမဟုတ်ဘူးအဲ့လိုပဲရုံးကလည်းတေးတဲ့ခါကျတော့သူတို့ဒီလို friendly ပုံစံမျိုးပဲစကားပြောကြဆိုကြရင်းနဲ့ပဲဟုတ်တယ်ကြိုက်တယ်ပေါ့အဲ့လိုမြန်မာနိုင်ငံကလုပ်ခဲ့တဲ့ဟာလေးကိုမေးတယ်ပြီးတော့အဲ့လိုအဓိကသူတို့မျိုးလေးကတေးတော့လာချင်းရဲ့လာပေါ့အဲ့ဒါကိုပဲအဓိကမေးတယ်နေပြောင်းလာနိုင်လားအဲ့ဒါပဲအဲ့လိုညီမတို့ခက်ခက်ခဲခဲကြီးမဖြေလိုက်ရတော့ကန်တရားကတော့တော်တော်ကြီးကိုအရေးကြီးရယ်အဲ့လိုမျိုးထင်တယ်ဖခင်တရားလေးကိုဆိုအမှန်တော့စိတ်ပေါ့နော်ကိုစိတ်ထည့်ပြီးတော့အဲ့လိုမျိုးဆိုကိုစိတ်ကအဲ့လိုပို့ပြီးတော့ဘယ်လိုလဲလုံခြုံသွားတယ်အဲ့လိုမျိုးယုံကြည်ချက်ရှိသွားအဲ့လိုကြောင့်ဖြစ်မယ်ထင်ပေါ့နော်ကန်ကလည်းတော်တော်အရေးကြီးတဲ့အပိုင်းမှာပါတယ်ပေါ့နော်ဆိုတော့ကန်ကောင်းလို့ဖျားတရားလေးလို့တဲ့နောက်ပြီးတော့ဘာတွေဆက်လုပ်ဖြစ်သေးလဲ interview ကတစ်ခုတည်းနဲ့ပြီးသွားလားဒါမှမဟုတ် second interview ရှိခဲ့သေးလားsecond interview ရှိတယ် second interview ကပထမfirst interview တော့ကျတော့တတိယသူ Auckland လာဖို့ရှိတယ်ဆိုပြီး coffee ဆိုင်မှာဒီလိုပဲတွေ့သွားပြီးတော့သူကအဲ့မှာတွေကသူကပြောတယ်သူတို့ဟိုဟာလာကြည့်ချင်လားပေါ့နော်သူတို့ကုမ္ပဏီကအရန်သေးတယ်အဲ့လိုမျိုးဆိုတော့နင်းစင်ပြေမလားဆိုတော့ကိုကလည်းအမိုးအဲ့တော့ကြာအရန်လိုချင်တော့တင်မအေးငါရန်လာချင်တယ်လာနင်ခေါ်လဲငါလာမှာပေါ့ဒုတိယ interview လာမှာဆိုပြောလိုက်တော့သူကခေါ်ပေါ့နော်ခေါ်တော့အဲ့နဲ့ဒီမျိုးကိုလာတယ် interview လာဖြေတော့ဆိုလဲတညာအိတ်တာဆိုတော့အဲ့ဒီဟိုဟာဒီမျိုးမှာတညာအိတ်တာပေါ့ဒီမျိုးမှာတညာအိတ်တာအဲ့တော့ဒီနာရှောက်ဒီမှာမျိုးမှာလည်းနည်းနည်းလဲတယ်ပေါ့နော်လဲတော့အဲ့ဒီ museum ကိုသွားလိုက်သေးတယ်သွားတော့လေအဲ့လိုကိုကလေအရန်နေကျွန်တော်အဲ့လိုမျိုးဒီမျိုးတွေကိုစဝင်ပြီးဆိုတာ ਨੇ အဲ့လိုကိုယ်စိတ်ကြဟဲမျိုးတွေကအရန်ကောင်းတယ်တင်မလားအဲ့ကိုကဖြစ်တယ်ငါနေချင်းတဲ့တယောက်တည်းငါနေမှငါအရန်ကြိုက်တယ်ငါ့ကိုနေလို့ရအောင်လုပ်ပြီးတော့တစ်ချိန်လုံးကိုယ်စိတ်ထဲမှာပြောနေအဲ့ museum သွားတော့လေအဲ့လိုပဲသူတို့ဟိုအယုတ်ကြီးတွေရှိရင်အဲ့ယုတ်ကြီးတွေမှာလည်းဟိုစုတောင်းတာပေါ့နော်ငါအရန်ကြိုက်တယ်နေလို့မျိုးငါ့ကိုနေလို့ရအောင်လုပ်ပေးတော့ငါဒီမှာနေမယ်တိလားအဲ့လိုမျိုးပေါ့ကိုယ်စိတ်ကြလို့စုတောင်းတော့ second interview ကလည်းဟိုinterview မဟုတ်တကယ်တော့အဲ့လိုကိုနဲ့တွဲလုပ်ရမယ့် manager နဲ့ပေးတွေ့ဟုတ်တယ်မိတ်ဆက်ပေးတာပဲပေးပြီးတော့အဲ့မှာအဲ့နေ့မှာပဲ contract ပေးလိုက်တယ်အဲ့လိုဘာမှတော့ထပ်မမေးတော့ပြီးတော့ဟိုလိုမျိုးတခုညီမထင်တာပေါ့နော်ထင်တာဟိုညီမတို့ workshop ကုမ္ပဏီကလည်းသေးတယ်ပြီးတော့ workshop ထဲမှာပဲရုံခံလေးဆိုတော့သူအဲ့လိုသူတို့လုံးရုံခန်းကိုလည်းပြချင်တာပေါ့ဟိုလို office ကြီးမဟုတ်ဘူးပေါ့နော်နင်းအဆင်ပြေပါလားအဲ့ဟုတ်တယ်အဲ့လိုမျိုးဆိုကိုကလည်းဟိုကိုပထမဆုံးအလုပ်ဆိုသိရွေးချယ်ခွင့်မရှိဘူးဆိုတော့လေဟိုဒီလိုကိုအလုပ်ပေးတာနဲ့ရောကိုကလည်းတော့ပျော်ပြီးတော့ကျေးဇူးတင်နေပြီလေနော်အဲ့လိုမျိုးဆိုတော့လုံမယ်ဒီမှာနေချင်တဲ့အဲ့လိုမျိုးဟိုအလုပ်တစ်ခုရပြီဆိုတော့ပဲတေးစီဖြစ်စေကြီးစီဖြစ်စေနော်ဒါတော်တော်ကြီးကိုလည်းကျေးဇူးတင်ဖို့ကောင်းတယ်အဆင်လည်းတော်တော်ပြေသွားတယ်နော်ဟိုဒီ9လပိုင်း2024မှာရောက်တယ်ပြီးတော့3-4လနေတော့ပတ်တိုင်းဝင်လုပ်တယ်ပေါ့နော်ဒီပတ်တိုင်းလုပ်နေရင်တလန်နေတော့မှfull time ကိုရှာပြီးတော့ full time လုပ်ရခဲ့တယ်ပေါ့နော်ဆိုတော့CV cover letter တွေကတော့ဒီလို tailor လုပ်ပြီးတော့ရှောက်ခဲ့တာလားဟုတ်တယ်တစ်ခုချင်းစီကိုလေ tailor လုပ်ပြီးတော့ရှောက်တယ်ဒါပေမဲ့ဟိုလိုမျိုးပေါ့လေဟိုအကောင်ကတော့အခုကလောက်တတ်ပါတယ်ဒီမလားအဲ့လိုမျိုးဆို ChatGPT ပဲမေးပြီးတော့ဒီအကူဒါပေမဲ့တစ်ခုချင်းစီတော့မတူဘူးပေါ့နော်ဟိုတချို့ဟာလေးဆိုcover letter ပေါ့အဓိကအဲ့လိုမျိုးတေချာလုပ်တယ်ပြီးတော့တချို့ CV ဆိုလဲအဲ့အခုညီမလျှောက်တဲ့အလုပ်ဆိုရင် तू ကpipeline water ရေနဲ့ဆိုင်တာဖြစ်တဲ့အတွက်အဲ့မှာဆိုရင်တော့ညီမအဲ့လိုမျိုးမြန်မာနိုင်ငံက experience ကိုပို့ပြီးတော့ရေးထားတယ်ပေါ့ ICP မှာဆိုတချို့အဲ့လို residential ဟာ construction ဘိုင်းဆိုရင်တော့ဒီစင်ကာပူဟာကိုပို့ရေးတယ်ပေါ့အဲ့လိုလေးတော့နည်းနည်းတော့လုပ်တယ်အဲ့လိုဆိုတော့တထားကinterview ကလည်း2ခုပေါ့နော်ဟို Auckland မှာတစ်ခုဒီကိုလာပြီးတော့တစ်ခုဆိုတော့တခြားဘာတွေရောဒီလုပ်တော့ကူပေါ့နော်ဘာတွေရောထပ်ပြီးတော့ကြုံခဲ့ရသေးလဲဒီအလုံးမှာညီမတစ်ခုလေးနည်းနည်းဟွာဖြစ်သွားတာပုံမှန်ဆိုဖုန်းကောတွေကတော့ရတယ်ပေါ့နော်အဲ့လိုမျိုးရရင်ကိုကစချင်းတော့ကြောအဲ့လိုညီမအနေချက်ကညီမလိုဖုန်းလိုရုပ်တရက်ကိုစီဝင်လာရင်သူတို့အဲ့လို randomly ပြောတဲ့ဟာကိုတိတ်ကတ်ချက်မဖြစ်ဘူးစိတ်ပူတာနဲ့ရောဘာနဲ့ရောအဲ့လိုမျိုးဆိုအဲ့ဒီအခုအလောက်ကကြတော့ तू ကဖုန်းဆက်တဲ့အချိန်အမှန်တော့ကိုကအဲ့လိုဖုန်းပြောလို့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့လည်းကိုကအဲ့လို तू ပြောနေတဲ့ကုမ္ပဏီကိုစိတ်ထဲမှာထင်လိုက်တယ်အော်ဒါဟို pipe ပေါ့နော် water supply လားမသိဘူးဆိုပြီးတော့ဒါပေမဲ့ကိုကတိတ်မသေးချာတော့ဟိုသူ့ပြောလိုက်တယ်ငါ့ကိုခဏနေမှပြန်ဆက်ပေးလို့ရလားငါအခုဖုန်းပြောလို့တိတ်အဆင်မပြေဘူးပေါ့နော်အဲ့လိုပြောပြီးတော့သူ့ရဲ့ဖုန်းချသွားတော့မှကိုယ့်ရဲ့ list လုပ်ထားတာဟို list လုပ်ထားတော့အဲ့ထဲမှာပြန်ကြည့်ပြီးတော့ဟိုဘယ် company ပေါ့နော်ဆိုတော့အဲ့မှာသူ website တစ်ခါပဲပြန်ကြည့်ပြီးတော့သူ job description တစ်ခါပြန်ဖတ်ပြီးတော့
ဟို သူတို့လိုချင်တာလေးတွေကိုကိုကပြောပေးရတာပေါ့နော်သူတို့ကြားချင်တာလေးတွေ ဟုတ်တယ်နေ့နောက်တစ်ခေါက်သူပြန်ခေါ်တဲ့ခါကျတော့မှဟိုအဲ့တိုင်းပဲအဲ့တော့ကြောက်သူကမေးတော့ဟိုဘာလို့ဒီ construction ကနေပြီးတော့ water bag ကိုဒီပြောင်းချင်တာလဲလို့မေးတဲ့အချိန်ကျတော့မှကိုကတခါလေဟိုပြန်ပြောရတာပေါ့ငါဟို ရင်တော့လောက်ခဲ့တာနဲ့ ရောပြီးတော့ငါဒီ background ကလည်းဟုတ်တယ်ဟို water resource နဲ့ဟိုဖြစ်ထားတာဆိုတော့အဲ့ဒါကိုလည်းငါပြန်လုပ်ချင်လို့ငါပြန်သွားချင်လို့ဆိုပြီးတော့အဲ့လိုဆိုတော့အဲ့ဒါလေးတစ်ချက်တော့ကန်ကောင်းရတယ်ထင်တယ်အဲ့ဒီမှာသူ့ဟိုချက်ချင်းမပြောသေးဘူးဟုတ်တယ်နောက်မှပြန်ခေါ်ပါဆိုပြီးလုပ်လိုက်တယ်အဲ့ဒါလေးကောင်းသွားတယ်လို့ထင်တယ်ဟုတ်ဆိုတော့ဒီနေ့ဘာတွေများထပ်ပြီးတော့ပြောချင်သေးလဲအမကတော့မေးတာအကုန်စုံဝိုင်းလို့တော့ထင်တယ်မရှိတော့ပါဘူးเนาะဟုတ်အဲ့ဆိုတော့ဒီနေ့ဒီလိုမျိုး interview ဖြေပေးတဲ့အတွက်ကိုအမထပ်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်လည်းထပ်ပြီးတော့မေးစရာတွေပေါ်လာခဲ့ရင်လာပြီးတော့ဖြေချပေးပါဦးလို့ပြောချင်ပါတယ်လို့ပါခွင့်ရတာလည်းကျေးဇူးတင်ပါတယ်အခုလိုမျိုးအများကြီးအဲ့လိုဟို share လုပ်ခွင့်ရတဲ့အတွက်လည်းမဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်